တရားဟောတာကိုပြလိုက်တယ်တရားဟောရှိဖို့ပဲတောက်လျှောက်ရတယ်တရားဟောတာကိုကြတော့အစပြန်တရားဟောတာကို
的对，其实这两个这个，其实这两个人家他。没事干，没有在干。哎呦，我的兄弟，对呀，你妈的，当然了，你赶紧。Hello, hello.
ဆောင်လို့လည်းနိုင်သူပါရှိတဲ့သာမရောက်နိုင်ပြီးတော့ဒီလိုလည်းလာရောက်နိုင်ဖို့အတွက်ခွင့်ပေးသွားမှာပါလိမ့်မယ်။ဒါတော့ဒီဒီနာမှာဒီစာရောက် Corona တော့နိုင်လေတော့ရောက်ပါမှာတာ။ ဒီ
ယောမဝရဏတတိရှိနေ30မှာ39တို့ဒီအီယာနာ၌ပဲလို့ပြောလိုက်ပြီးပြားဖြစ်ဒီငါတို့ဆန္ဒရှိတော်မူရင်ပဲဒီငါတို့ဆန္ဒနေနိုင်ပြီဒီသာတော်ရေးကိုမတော်ပဲငါတို့ရှိရဖို့လို့ပါသို့တော်မူတော်ဒီသာတော်ရေးကပတိတော်ရာတို့ငါတို့အားမပြီးပဲဘယ်လိုပြီးတော်မူသည်ပြားကြီးတော်တော်မူတော်ကိုပဲဒီဖြစ်ဒီသမဏေယာ၌ဒီစေတော်သူကပြားကြီးနေသည်ဒီစေတော်သူကပဲဒီအတွေ့အကြုံရဲ့ခံဒီကပါဒီစေမှာကြောင့်ရောက်၍ရာဒီရဲ့ရတော့အနိုင်ကြီးရဲ့ငါတို့ကိုစောတော်သူကပြတော်ပြီပြတော်၏စစ်စစ်တာနဲ့ငါတို့ကိုပဲဒီကွာပြီအဲဒီစစ်ကိုရောတဲ့သူတို့ဒီစစ်စစ်တဲ့တက်ရှင်ကိုခံရကြပါသည်လက်ကိုရထားတော်သူကဲ့သို့သူတို့ကဘာမှတက်ကြပါသည်လက်သာလာနေနေစည်ရဲ့လူကြီးချင်းကျင်းဆဲမိတ်ဆက်ခြင်းဘုဒ္ဓရှင်အဝတ်ရှိရှိခြင်းဝိနည်းတွေ့တော်ခြင်းအပြည့်ရှင်ကိုခံရတော်လေထိုတို့တွင်ဘယ်မှုသည်တော်သည်စစ်ရတော်လေငါတို့ကိုပါစေသည်ပါစေတံကငါတို့ကိုချစ်တော်မူသောသူသည်ဆိုတော့ငါတို့သည်ထိုမှုအတိတ်ကိုဖန်ဆင်းပြီးအထူးသဖြင့်အောင်မြင်ကြ၏သာဝဘာပြေခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်မှန်ဖြစ်စေသို့ရဖြစ်စေအာနာကိုဖြစ်စေညောအရာဖြစ်စေနာလက်ထသောအရာဖြစ်စေဒီနေ့တော့တိုင်းကိုကမှန်ကြပါတော့မြေဖြစ်စေမြေဖြစ်စေဤရာမဆိုင်၍အဘယ်ပိဋကအရာများသည်ငါတို့သည်ယေရှုခရစ်အားဖြင့်ခံရသောဘုရားခရီးဖြစ်တာတော်နှင့်ငါတို့ကိုပါစေနိုင်ငါသည်ဘောကြရဲ့ရှိသည်ခုချိန်မှာပထမချိန်ကိုဝေကောက်ခံနေပါတယ်ဒီချိန်မှာအတင်းတော်ကြောင့်ပြင်ရတဲ့မှာဘုံလုံးနဲ့ပြင်လို့ကြားမှာဖြစ်ပါတယ်ယေရှုခရစ်တော်ဟောတော်မူသည်။ဒါဖြင့်လည်းဒီနာဖရဲကသာဝေအကျိုးရောဆန္ဒရှိတော်မူသည်။စေနာဆောင်ရဖို့ရန်စိတ်သက်သာတော်ဘုရားရှိခိုးမှာပါဝင်တော်မူသည်။ဒီလိုမှာဘုရားရှင်ရဲ့ပါဝင်တော်ဟောတော်မူသည်။မာရိ
မှာမာနပညာရှိတို့သည်ဒီလိုတွေလို့ရောက်လာတယ်။ဒီလိုပါတဲ့တော့ယူရရှိတဲ့ဒီအမှာဒီလိုကိုရေးချမ်းတယ်။ဒီလိုမျိုးဒီမာနပညာရှိတာလည်းကြောင့်ကိုဒီလိုကျင်းသွားတယ်။ဘယ်လိုမျိုးလဲရှိတော့ဒီအောင်ဆက်လို့ကြည့်ရအောင်ဆက်ပြီးကောင်းတဲ့သံဃာကြီးတို့ကောင်းတဲ့ဘုရားရဲ့တရားရှင်ကြီးဘုံကြီးတော်မူသည်ယေကြီးပေါ်၌လည်းနေတယ်ခြင်းဖြစ်သည်ရောက်တဲ့ဒီဘောဆန်းရှင်တော်ကြီးပါသည်ဒီမှာဒီအတိုင်းကျွန်တော်တို့ပြန်နေနေပါတယ်ဒီအတိုင်းကျွန်တော်တို့ပြန်နေနေမှာအရင်တော့ဒီကြားတယ်မှာဘုရားဒီမှာစစ်တာကြောင်းမှာပါတယ်
ကောင်းစားတဲ့နေ့စဉ်တိုင်းဒီသွားလာလို့ထားနိုင်ရတဲ့ကိုယ်စစ်ပြီးတော့ပွဲဒီလိုတိုင်းစီမံတဲ့ဒီလိုသွားတဲ့ကိုယ်ဖြစ်ပြီးဒါမှမဟုတ်လိုပဲဆောင်တာများကိုလည်းဒီလိုသွားပြီးလို့ဆောင်နေရတဲ့ကိုယ်ဒီကမကလည်းနေ့စဉ်ညကောင်းညပါပေးထားတယ်ဒီထဲမှာနေပြီးတဲ့အခါမှာသာသမီတို့ဒီကောင်းတဲ့အမျိုးမျိုးဖြစ်ဒီနေ့ကိုယ်ရှင်ရဲ့သာသနာတော်အတွက်စက်တက်ပါဝင်မှုများလည်းရှိပါတယ်ဒီကနေ့ရဲ့ရှိတဲ့အလူရှင်ဒီမှာကိုယ်ရှင်ကောင်းပြီးတဲ့နာတော်မှာစားရကိုကောင်းပြီးတော့ဆန်းစားနေရတဲ့ဒီကိုယ်ရှင်ပြည့်ပြီးတဲ့နာတော်မှာဘန္နာတော်ဝေဒမကလည်းဒီလိုရဲ့သက်ဆိုင်တဲ့အရာအဖြစ်စက်တဲ့အစဉ်ချင်းကြားလေးရှိတော့တာသမီများလည်းကိုယ်ရှင်ကောင်းပြီးမလာများနဲ့ပြည့်ပြီးတဲ့နာတော်မှာဒီနေ့ဒီလိုမျိုးများကိုလည်းဒီဆောင်လာကြပါတယ်ဒီနေ့ရိုးရိုးပုံမှန်သားချင်းမဟုတ်ဘဲနဲ့စားရကိုကောင်းပြီးဆန်းစားရတဲ့သာသမီအတီးဖြစ်စီနေမှာကိုကောင်းပြီးဒီနာတော်မှာမိမိတို့ရဲ့အချိန်နာရီအသက်တာအတီးကိုလည်းကိုရရှင်ထမ်းထုတ်ပြန်လေးစက္ကန့်အနက်တဲ့သာသမီအတီးဖြစ်စီနိုင်မှာကိုလမ်းပြပြီးနာတော်မှာဒီလိုပဲညကိုပြန်လေးစက္ကန့်အနက်တဲ့ခါမှာဒီဘိုင်းကောင်းပြီးဖြစ်နာမှာစက္ကန့်အနက်မှာရခါပြခြင်းအခုချိန်မှာဒီနေ့ချိန်မှာဒီနေ့ကျင်းရတဲ့များကိုကျင်းရပြီးမှထားရတယ်ဒီလိုဆိုခဏရစနလာ2025ရက်နေ့မှာသုံးရက်စနလာ2025ရက်နေ့ဓမ္မတာပေါက်ခံရတဲ့ပုံစံကိုပညာပေးမှာဖြစ်ပါတယ်။ပတ်စင်ကြီး1800ရတဲ့ဒီစာရင်းကြီး1900ရတဲ့သတ္တနာလုပ်ငန်းတွေပေါက်ခံရတဲ့ပုံစံ1900ရတဲ့စုစုပေါင်း5600ရတဲ့ဖြစ်ပါတယ်။ဒီနေ့ပြမနာတဲ့စီနေကနာပေးပြီးတော့နော်စေးရဲ့ကွန်ပျူတာကနေပြီးပေးနေဖြစ်ပါတယ်။ဒါမဲ့ကတော့ဒီစောကျင်ဆိုင်နဲ့နောက်တစ်စဉ်လေးလာဆိုကနေပြီးတော့မှဆန်းများကိုပြီးပြီးပါပါတယ်။ဒါမဲ့က21ရက်စနေနေ့2025ရက်နေ့ဘုရားရှင်တော်ဘာပြီးပြင်တော့အဘောတော်ကနေပြီးတော့မှဥဆောင်တော့မှာဖြစ်ပါတယ်။ဒီစုတောင်းခြင်းကိုဆရာဝန်ကမင်းဆိုင်ကနေစုတောင်းပြီးမှပြီးတော့မှဓမ္မစင်မာရီကနေပြီးတော့မှတရားဒေသနာဝင်တော့ပြီးမှဖြစ်ပါတယ်။ဒီနေ့ဟာဆိုရင်ဒီတော့တောင်းစုပေါင်းခရစ်စမတ်ဒီတော့တောင်းစပေါင်းတဲ့ဆောက်ပြီးခြင်းကိုယနေ့ဒီဘုရားရှင်ပြီးတဲ့အခါမှာလည်းလည်းဒီလိုမှဖြစ်ပါတယ်။ဒါကြောင့်မို့ဒီတော့တောင်းကျောင်းသားတွေဒီများဒီသားစုများဘုရားဝင်နိုင်ရတဲ့ဘုရားပြန်ပြန်ဖြစ်ပါတယ်။ဘုရားရှင်ပြီးတဲ့အခါမှာဒီများခရစ်စမတ်နဲ့ဆောင်ရတဲ့ဒီများလည်းရှိမှဖြစ်ပါတယ်။ဒီရဲ့လက်ဆောင်ကြောင့်ကိုတော့3000နဲ့ဆိုဒီနေ့နားရတဲ့ပညာသားဖြစ်ပါတယ်။ဒါကြောင့်မို့မိသားစုများဘုရားဝင်နိုင်ရတဲ့ဆက်မှဒီတော့မှဘုရားပြန်ပြန်ဖြစ်ပါတယ်။ဒါတော့ဒီရဲ့လူမှုဆောင်စီဝေးအထူးစီဝေးကမှမှုတော်ဆောင်နေစောက်ရေးစီဝေးကိုဒီနေ့မွန်လွဲတဲ့နိုင်ပါဒီလိုမှဖြစ်တဲ့ကြောင့်မို့လူမှုဆောင်ပုံများနေသူအတင်းဖက်ကိုယ်လည်းများဒါတော့ဒီရဲ့မိသားစုများဒီလူရင်းသားများအားလုံးတရားနိုင်ကြတဲ့သူဒီလိုမှလူဆောင်ပြတာခြင်းဖြစ်ပါတယ်။ဘုရားတဲ့တော့ဒီရဲ့သစ္စာဝိပ္ပခြင်းကိုလာမဲ့20ရက်17လ2025ရက်စနေနေ့မနေ့10နာရီမှာပြုလုပ်မှာဖြစ်ပါတယ်။ဒါနဲ့တပတ်20ရက်17လ2025ရက်စနေနေ့မနေ့10နာရီမှာပြုလုပ်မှာဖြစ်ပါတယ်။ရပ်ပတ်မှာရှိတဲ့ကျွန်တော်ရဲ့ဒီနေ့များအပြည့်ကညာကိုမွေးနာခရစ်စမတ်ထရီတာမွေးနာပြည့်ခြင်းကိုတော့မနေ့9နာရီရပြီးတော့မှ9နာရီပြုလုပ်မှာဖြစ်ပါတယ်။ပြုခြင်းကိုတော့10နာရီမှာပြုလုပ်မှာဖြစ်ပါတယ်။ဒါကြောင့်မို့မိသားစုတွေများအားလုံးစုံလင်ပါတဲ့ရမယ်ဆိုတဲ့အတွက်တို့ပြင်သူဆောင်ပြတာဖြစ်ပါတယ်။ဒါနဲ့စနေနေ့ဖြစ်ပါတယ်။20ရက်စနေနေ့2025ရက်စနေနေ့မနေ့10နာရီမှာပြုလုပ်မှာဖြစ်ပါတယ်။ဒီလိုနဲ့တော့ဒီရဲ့စနေနေ့ပြုခြင်းကိုတနင်္လာနေ့နေ့27ရက်စနေနေ့2025ရက်မနေ့9နာရီမှာပြုလုပ်မှာဖြစ်တဲ့အကြောင်းကိုဘုရားတဲ့တဲ့တော်ဒီမှာရှိတဲ့ဒီလူကျင်းနာမိသားစုများပါဝင်နိုင်ဖို့ရတဲ့စိတ်ဓာတ်ချင်းဖြစ်ပါပါတယ်။ဒါကြတဲ့တော့ဒီမှာလည်းခရစ်စမတ်ဘုံတော်ကြီးမားခြင်းတစ်ခြင်းတစ်ခုနဲ့ပါဝင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုဒီမှာလာရောက်ပါဝင်ကြဖို့ရတဲ့ဒီသာမေလူများကိုဒီတော့မှသင်ရလေးကိုရတဲ့ဘုရားကြီးလာပေးပါလေ။သာမေစီစဉ်တဲ့ဘာလို့ကိုဒီသင်္ကန်းကိုတော့ဆက်မှပြီးပြပါမယ်ဖြစ်ပါတယ်။ဒါနဲ့27ရက်စနေနေ့2025ရက်နေ့9နာရီဖြစ်ပါတယ်။နောက်ပြီးဒါနဲ့18ရက်စနေနေ့2025ရက်ဒါဝိမေမနေ့စနေနေ့မှာဘာလို့ဥပ္ပေမိုးနေတော့ဘွန်တော်ဝေဒီမိသားစုရဲ့ဒီလိုဒီမှာနေနေမီလီပေါ်
တော်ကြီးမှခြင်းလူကြီးချင်းကိုပြီးတော့မှသူတို့ကြောင့်မို့တတိတော်ကြီးမှရှိတဲ့မိသားစုကျင်းသူမိသားများကိုဒါရောက်ပါဝင်နိုင်ဖို့ရတဲ့ခေတ္တချင်းဖြစ်ထားပါလေ။ဒါကြောင့်မို့မိသားစုများအားလုံးစုံစွာပါဝင်နိုင်ဖို့ရတဲ့လူတော်စီနာပေးပါလေ။ ညာဦးညာပြီးတော့ဒီလိုကိုသိချင်ပါတယ်အခုချိန်မှာအပေါင်းမှာသိချင်မှာဘုံကြီးပဲသိချင်ကြမှာဖြစ်ပါတယ်ဘယ်လိုလာလာရှိလဲတာလီထွက်ပါကြပြားတော့တိုင်းတယ်အာယုနမတိဆိုကြည့်ကြတာလီထွက်တယ်ဆိုပေမဲ့နည်းနည်းလေးဟိုအာယုနည်းနည်းလေးပြည့်ပဲဒီမှာရှိကြပြားဒီတော့ဖတ်တော့ဒီပိုင်းရုံလေးဆိုတော့ဒီကျက်ကြည့်ကိုဒါတင်စားပြီးရေးထားကြတယ်ဖြစ်ပါပိုင်းရုံလေးဆဲလို့ဒီပိုင်းရုပ်ကြီးရောက်လာနှစ်တိုင်းနှစ်တိုင်းရှိနေတာဒီပိုင်းရုပ်ကြီးဖွင့်ချတာဒီနေ့မှာဖွင့်နေပါဒီပိုင်းရုပ်ကြီးတဲ့နှစ်တိုင်းရောက်တယ်ဒီပိုင်းရုပ်နဲ့တော့ဒီဒီမှာကြတာတော့အခွင့်ရအားလို့ပြောရတာဖွင့်လာတယ်ဒီပိုင်းရုပ်ကြီးသိတဲ့မှာကြည့်ပြီးကြည့်ချင်ခါတာပဲဒီနေ့ဒီမျိုးသိလို့ပြောအောင်ဒီပိုင်းရုပ်ကြီးကသိတဲ့မှာကြည့်ခါတာကြည့်အဲ့တော့ဒီနေ့မှလည်းသူကကြည့်လို့တဲ့တော့တာလိုက်တာရောက်တော့တဲ့ဘယ်ပါလိမ့်ဒီကျွန်တော်တို့မြင်ရတဲ့ပါနဲ့ပါနဲ့အားလုံးကဘုရားအကြောင်းတို့ပဲတွေ့အကြောင်းတို့ပဲဒီမှာတော့အကြောင်းတို့ပဲဒီပိုင်းရုံလေးစလိုက်တာအကြောင်းလေးတို့ကိုချစ်ချင်နေတာဒီပိုင်းရုံလေးစလိုက်ဖြူနေရုံကနဲ့သိပါဒီပိုင်းရုံလေးစလိုက်တာဒီကစားလို့မရဘူးကြည့်ပြီးခက်ခက်ကြည့်ပြီးဒီပိုင်းရုပ်တွေတာပိုင်းရုပ်တွေတာဒီလိုမှနေလို့မရဘူးအကြောင်းသိဆိုလို့ကြည့်ကြည့်ဒီပိုင်းရုပ်တွေတာလိုက်ဒီလိုမျိုးပြတဲ့ဒီမှာပါတိရဒီလိုပြတဲ့ဒီမှာဒီပိုင်းရုပ်တွေတာလိုက်ဒီကစားလို့မရဘူးစားတယ်ကပြင်းတဲ့အခါကတော့အဲ့ဒီစားတယ်ကပြင်းလိုက်တဲ့ပေါင်းကိုသူကပြန်ပြီးကြည့်လို့ဆုံးပြီးတော့လာရတဲ့သူကကြည့်ရင်ဒီပေါင်းကိုသူကစားလို့ဆိုပြီးကြည့်ပြီးဆက်ကြည့်ပြီးဘုံမှာရှိတဲ့အကြည့်ကြောင့်မလုံးတာဓာတ်နာကိုယ်ဝေလာရောက်ကြရောက်လို့ပြညာဖြစ်တယ်ဒီလိုသာရှိကွာဒီမှာအင်းသာတာပြီးတာကရနဲ့မတ်တဲ့ဘောင်းတက်တဲ့ပိုင်းသူတော့ပြောမှဆိုတာဒီကတော့ကျွန်တော်တို့ဒီလိုပါတဲ့နေ့ပါတာအမှန်တရားအထူးကြတဲ့ပိုင်းအဲ့တော့သူ့ရဲ့ပြင်ကိုသိခါမှာဒီတော့တက်တယ်တခြားဒီအကြောင်းဝတ်တာဒီလိုတက်တယ်အဲ့ဒီလိုနာတတ်တယ်လာရောက်ကိုတက်တဲ့ကြောင်းစုံကြီးအများကြီးပဲအသားအကြောင်းကိုကြောင်းသဘောကလည်းကျွန်တော်တို့အတိကသားရှိတယ်ဒီမဲ့တန်းရှိတယ်အဲ့ဒါကအကြီးအကြီးအမဲအမျိုးနောက်ကတည်းကကျွန်တော်အဲ့ဒါကျွန်တော်တောင်းပါလေစပန်ချက်တောင်းပါဒီလိုရောင်းလို့ဖြစ်တော့ဘာမှမပွဲစားဘူးဒီစစ်သားရှိလို့အဲ့ဒါကြောင့်ပွဲစားပါကိုဝင်လာရောက်တဲ့ရောင်းပွင့်များဖြစ်တယ်ဒီလိုသာရှိဖို့ကဒီမှာအေးမြတ်ကြဇာဝင်လိုက်တာလေသာတော်လာတာဖြစ်တယ်ဒီရတာဒီရတာဒါဖြစ်တော့တဲ့ပုံပေါ်လာသူ့ရဲ့ပေကိုစိတ်ကဘယ်တော့ကြည့်ကောင်းတယ်ဆိုတာကိုအလိုလိုနေတဲ့တိတ်မှာဒီရင်းနဲ့ကိုကိုကျင်နဲ့ကိုလုံးကျင်နဲ့ပေါင်းကျင်နဲ့ဒီလိုစိတ်ကကြည့်တယ်အဲ့ဒါပါလေသူ့ရဲ့ပုံစိတ်ကခ
တ်နဲ့မတ်နဲ့ဖတ်လာတာတော်တော်ကြီးဖြစ်တော့မတ်ဆိုတာကဒီလိုဖြစ်လို့လူဆိုတာကလူရတာမပွိုက်ထားတဲ့ပေါင်းပြီးတဲ့အကျိုးမှဖြစ်တယ်ဒါတော့ပေါင်းတဲ့ဒီပိုင်းကိုဒီကျိုးပဲဆိုတာကိုရေးထားကြည့်တာဖြစ်ပါတယ်ကျွန်တော်ဥပဒ္ဒစီဆိုတော့အတ္တသက္ကတတ်ဖို့ကြိုးကြောက်
တော်ဖတ်ချက်များမရှိတော့ဘူးဆိုလို့ရှိရင်တော့ကျမတို့ဓမ္မသင်မတ်စဉ်190နေဓမ္မသင်မတ်စဉ်190နေကိုသိဆိုပြီးတဲ့အခါမှာဆရာတော်ဆက်တင်ကနေပြီးတော့အထူးဆုတောင်းပေးမှာဖြစ်ပါတယ် ပါဗျာဒီစင်ပေးတဲ့အချိန်တိုင်းအတွက်အားလုံးကိုကြည့်ကြပါတယ်ဒီနေ့ကတော့ရှင်ပြန်ထားမြောက်လာလို့ဒီနေ့မှာကြားမြင်တဲ့ချိန်ဘာလို့လို့ဝင်ခဲ့ဘောဝကျူကိုယ်တော်ဘာသာပြင်ကြီးကိုကြီးမွေးနေတဲ့အသက်ရှင်တော်ဘုရားတော်ကိုယ်ရဲ့ချမ်းသာခံရမယ်လို့ကျေးဇူးတင်ပါတယ်ပါဗျာတရားကြတဲ့အခါမှာပါလာတဲ့ဘုရားနဲ့ခြင်းဆုံးပြည့်ပြည့်ညာကိုတွေ့တာတို့ရဲ့အင်းကြီးစုဆောင်တာပါတော့ပါဗျာဒီနေ့ကိုပပါနဲ့အဝါဒုက္ခဆင်းရဲခြင်းစစ်မရိတ်ရဲ့ဘာဝရဲ့ကာလနာယောဂဆိုမျိုးမျိုးရဲ့ဖြစ်စီခြင်းကိုခံရတဲ့ဒီမုတ်ဆိုးမလေးပြီးပါမယ်တရားဖြစ်ကံရတဲ့အားနည်းသောလူများကိုကြားသိကြည့်ရှု၍ကဲ့တဲ့တော်မူပါဒီကဘာဝစစ်တွေဖြစ်လာပါတယ်ကာယီပြီးစစ်ကမငြိမ်းတဲ့အချိန်ပို့ပြီးတော့ကြီးထွားလာတာတွေ့ရပါတယ်။ဆောင်းများတို့ကတော့ဒါလည်းတိုင်းပဲဒီကာလကိုရောက်လာလို့ရှိရင်ဒါပြန်ပြီးကြွလာတော့ဒီလိုသူတို့အောက်ရည်ပြီးရလို့ပြောတဲ့အတိုင်းဒီနေ့လောကရဲ့ဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကကြားခင်ခရစ်တော်ယေရှုတရားပြန်ပြီးကြွလာခြင်းကိုပေါ်ပြနေကြောင်းအဓိကအားဖြင့်သာတို့ကိုတတိယဖို့ရအတွက်ယုံကြည်သူတွေကိုတတိပေးအကြောင်းကိုကြားသိရလို့ဖဗျာဘုရားကိုကျေးဇူးတင်ပါတယ်ဒီအခုကဲတာဒီတော့ချက်ပြီးအားလုံးကိုသင်ရှားပါဘုရားရဲ့အုပ်စိုးခြင်းကာလဉာဏ်တို့ရောက်ရှိတဲ့ဒီကအေးချမ်းရတဲ့အတွက်ကိုပေးသနာတော်ပါဒီနေ့မြမပြည်ကြီးကိုကောင်းချီးပေးပါမြမပြည်ရဲ့တိုင်းပြည်အပြောင်းအလဲတွေအများဆုံးဖြစ်ပေါ်လာဖို့ပါတာပါဘုရားဒီနေ့တော့ဆိုရတဲ့ဒီနေ့တော့ရာအားလုံးပေါ်ပေါက်လာဖို့ပါဗျာနဲ့ကျေးဇူးပြုရအားသာပါပါဗျာသောပါရဲ့လူကြီးလူခရီးအတိုင်းဝိုင်းဒီဂိုင်းနာအတီးတီအတေတို့ဖွဲ့ဆုံးဂိုင်းနာအတီးတီတို့မှာအမှုတော်များကိုစာရှိသောထပ်ဆောင်ကြသောဓမ္မတော်ဆောင်များနောက်ဓမ္မနေ၍သုတောင်းခြင်းအဖြစ်တော်ဒီမီရဲ့သက်ဆွမ်းတဲ့အတ္တပညာအဖြစ်တော်ဒီမီတို့နောက်ဓမ္မနေသုတောင်းခြင်းအဖြစ်တော်ပါဝင်စက္ကန့်နေကြပါတော့တာပီတော်စီကံကိုကြည့်ရှုကောင်းကြီးပြပါလူတော်ဒီကောင်းကြီးပေါ်မှာပြည့်စုံခဲ့လို့ရည်ကြီးပေါ်မှာလည်းပြည့်စုံပြီးတော့ပါပါဗျာသုတောင်းပါဤဒီနေ့ကိုမော်ဘီယိုဝါနဲ့ချင်းပြရဲ့အဲ့တော်လည်းကောင်းကြီးပြပါအဲ့တော်ဒီတာကပြီးတော့အဲ့တော်ဘာဖြစ်များကိစ္စရှင်းတရားနဲ့သူပြီးလို့ကျေးဇူးတင်ပါတယ်ပါဗျာဆက်လက်ကောင်းကြီးပြပါဒီနေ့အဲ့တော်မှာပြီးလို့ပဲဒီနေ့ခရစ်မတ်လာတာအစီအစဉ်များကိုလည်းပြောကောင်းကြီးပြပါအဲ့တော်ရဲ့ဒီဆောက်ရေးလုပ်ငန်းများကာလာပြည်လုပ်ငန်းများကိုပါလည်းဆရာကြီးကောင်းကြီးပြပါဒီနေ့ကျုံးတို့ရဲ့သူ့အောင်မိပါတယ်ဓမ္မရေးတာဆောင်ရှိဆောက်နေတဲ့ကာလမှာအစအလယ်အဆုံးတိုင်းပြီးပြီးကြမှုရတဲ့အတွက်ညာပြည်ဒီသူတို့ကြံစီရေးမပြီးနိုင်သောအစီအစဉ်များနဲ့ပြီးဆောင်မာသာပြုပြင်ပေးပါမိကြောင်းသက်တော်ကိုအဲ့ဒါပါ၏သတ္တဗုဒ္ဓနာဝိဟုနဲ့
ဖာများကြည့်ရှိပြီးသနာပါသက်တာတွေကိုပြုပြီးကြောင်းလဲပါမာကြောင်းနေတဲ့နှလုံးသားတွေကိုပြုပြီးပါကိုတော်များခင်ဒီနေ့ဆုံးသားနောက်ချက်ချင်းမျိုးမျိုးလို့ကိုပြည့်စည်ပြီးထောင်ထားရတဲ့အသက်တာတွေလည်းပြောင်းလဲကိုတော်ညတော့တို့သိုးဝင်ချိတ်ကနိုင်မှုရဲ့အတွက်ဒါတကုန်းတာတာဝင်မှုနဲ့ကောင်းကြီးပြီးပါပါဗျာတောင်းပါ၏ဒီတော့လည်းပေါ့ကိုပြုရရှိတော့အမှုတော်သောတီးတီးတို့ကောင်းကြီးပြီးပါညာပဲခွဲခွဲတဲ့နေရာမှာတီးတီးတို့ဒီဘလူကြီးရဲ့တာဝန်တွေကိုယူဆောင်ထားရပါတယ်ဒီနေ့ကိုလိုများကိုချစ်လျက်သက်စာရှိတဲ့အမှုတော်များကိုထမ်းဆောင်သောဓမ္မဝိကောင်တီးတီးတို့ရဲ့အသက်တာကောင်းကြီးပြီးပါသုတ်ဘတ်တော်ဟောကြားခြင်းသုသောဝရဏပြုခြင်းပေါ်မှာတာရဲအားထုတ်နိုင်တဲ့သူတွေဖြစ်စေပါဒီနေ့ကြားကဒီအတီးတီးရဲ့တောက်ရှာတဲ့ကိုဝိညာဉ်ဘိတ်တဲ့ကိုတွန်းလောင်းတဲ့သုတ်ဘတ်တော်ရဲ့အသက်ရှင်သောသုတ်ဘတ်တော်တွေကိုတွန်းလောင်းတဲ့ကောင်းကြီးပြီးပါပပြာစုကောင်းပါတဲ့နောက်တစ်ခါရှိတဲ့မိသားစုတွေလည်းကောင်းကြီးပေးပါအာနေခြင်းမစုံလင်ခြင်းများကိုဖဲတဲ့ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကိုအောက်မေ့လျက်ကောင်းကြီးပေးတော်မူပါစုကောင်းပါတဲ့ဒီတော့ဘယ်လိုစတာနာပြည်ဒီမှာရှိကြသောသူတို့ဒီလူတွေအားလုံးကောင်းကြီးပေးပါတော်မူပါဒီနေ့ကိုယ်တည်းဒီဘယ်လိုသူဖပြားလက်ပြတော်မူခဲ့ကျေးဇူးတော်ကောင်းကိုဝေခံနေချီးမွမ်းပါတယ်လာမယ့်2026မှာလည်း60ဒီနေ့ကိုဆရာတော်ဒီသူချက်တော့ဒီနေ့ယုံကြည်ခြင်းမျိုးစိချတဲ့အခါမှာယုံကြည်သူဘိုးဘေးဆရာတော်ကြီးရဲ့စစ်စစ်လက်စိတ်ကမ်းနဲ့တိဆောက်လာတဲ့အခါမှာယုံကြည်သူဘိုးဘေးတွေရဲ့ယုံကြည်ခြင်းအခက်အခဲမျိုးကြားတဲ့ကပို့ဆောင်နေတာဒါမဲ့နှစ်မှာ160ပြည့်ဖြစ်ပါတယ်။ပါဗျာဒါမဲ့2029မှာတော့ပါဗျာတဲ့တော်တစ်ပါးပြည့်အလိုတော်ရှိကျေးဇူးပြု၍ဖွဲ့စည်းရသောပုဂ္ဂိုလ်တွေပါအသင်းတော်လို့ပြောတဲ့နေရာမှာခရစ်တော်ယေရှုကိုရောတိုင်အုပ်စိုးနဲ့တည်ထောင်သောအသင်းတော်တွေဖြစ်စီပါမာကျော်တဲ့နှလုံးသားတွေကိုကိုရောပြပြုပြင်ပါဘုရားကိုကောင်းကောင်းနားလည်ခြင်းကယ်တင်ခြင်းနဲ့ဆုကျေးဇူးတော်ကိုကောင်းကောင်းနားလည်ခြင်းယေရှုခရစ်တော်ရဲ့အသေးခံခြင်းအသွေးသွန်းလောင်းခြင်းရှင်ပြန်ထမြောက်ခြင်းကိုကောင်းကောင်းနားလည်တဲ့ကျေးဇူးတော်ဖြစ်ဖို့ရန်အတွက်ဖဗျာခင်ဒီလည်းမျိုးနဲ့ပေါ်ပြတောင်းကြီးပေးပါမိကြောင်းလက်တော်လိုအပ်ရပါ၏ဖဗျာသင်တော်ဒီဆောင်ရင်းကသင်တို့ဓမ္မမှုတော်ဆောင်နေဒီဆောင်မှုလည်းရှိပါတယ်ဖဗျာတောင်းကြီးပေးပါဝေကြီးအပြင်အားနေကြပါတယ်ဖဗျာခင်ပြုတော်မူသောကျေးဇူးတော်ကြောင့်ဒီကိုယ်တော်ဘုရားမျှော်လင့်ထားတဲ့အတိုင်းရရှိဒါလည်းကိုယ့်ရဲ့အတွက်ဖဗျာဒီဝင်ခံထားလို့တို့ဒီလေသတ်မှတ်တဲ့ကာလမှာအောင်းဆုံးအလူငွေများကိုပေးသွင်းနိုင်ပြီးရတော့လည်းကောင်းကြီးပြီးတော့ဘူးပါ။ဘာသာတော်မြတ်စွာဘုရားရှင်ဆုတောင်းပါတယ်။ကိုရောဘုရားဆက်လက်ယူနေဒီနေ့ကိုရောဘယ်တော်စုပြေးပါရှိကြကုန်သောအသက်ကြီးသူဘိုးဘေးများကိုကောင်းကြီးပေးပါ။ကျမ်းမာတဲ့ဘုရားပေးပါဝိညာဉ်စုကျေးဇူးတော်ကိုကောင်းကြီးပေးပါ။နန္ဒဝိဆုတောင်းအဖွဲ့ကိုလည်းကိုရောကောင်းကြီးပေးပါ။ဒီကိစ္စများဟာမီနီကိုရောဘုရားဒုတိယခြင်းနဲ့အားထုတ်တဲ့သူတို့ဆုတောင်းပေးခြင်းသည်အသေးတော်တိုးပွားရစရာအကြောင်းဖြစ်စေဖို့မာသာတော်ဘုရားဆုတောင်းပါလေဆရာဗျာဒီနေ့ဒုက္ခပိုင်းအိမ်တော်တွေအားလုံးကောင်းကြီးပေးပါဒီလိုရဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေပါလေအကောင်းဆုံးလှုပ်ဆောင်နိုင်ဖို့ကြားပြီးမချိုင်မနဲ့တဲ့အသက်ရှင်မှုတွေကိုရှောင်ရှား၍ကြားပြီးမြတ်တော်အရာကိုစီကူလှုပ်ဆောင်တဲ့လောကအရာမှာအောင်မြင်တဲ့သူတွေဖြစ်စီပါဒီနေ့အိမ်တော်မှုတွေကိုကောင်းကြီးပေးပါဖဗျာဒီနေ့အိမ်တော်ဦးကြီးရဲ့တက်တာကခြေတော်ကြီးတွေစုံစမ်းနောက်ချက်ကြီးတွေများစွာရှိပါတယ်အိမ်တော်ဦးဆောင်လာတဲ့အခါမှာကိုရောဘုရားဆရာကဒီလောကအရာတွေနဲ့မျိုးမျိုးတွေးဆောင်တဲ့အခါမှာဖခင်တွေအိမ်တော်ဦးကြီးတွေမကြရှုံးဖို့ရတဲ့အတွက်ကိုရောကောင်းကြီးပေးပါဆုတောင်းလက်စရှိတဲ့အခါကိုဆုတောင်းပေးပါလေသူတို့ရဲ့အသက်တာတွေဘုရားကိုသိတယ်ဘုရားအတွက်ဆက်ကပ်ကြပါလေကိုရောဒီကောင်းကြီးပေးပါမနှုတ်မြောက်နိုင်တဲ့အစွဲတွေကလည်းယေရှုခရစ်တော်တော်အားတိုင်းပေါ်မှာတည်ခံခြင်းကျေးဇူးတော်အားဖြင့်လွတ်မြောက်နိုင်ကြဖို့မာသာတော်မူပါဆုတောင်းပေးပါလေလူငယ်တွေကောင်းကြီးပေးပါသာဆုဖို့လည်းကိုလိုတော်များစွာဆက်ကပ်တဲ့အခါမှာကောင်းကြီးပေးပါသုံးယူပေးတော်မူပါဆုတောင်းပါလေဆန္ဒကူဒီနေ့ကလေးလူငယ်များဘလော30ကျော်ရှိပါတယ်ဒီကလေးတွေတယောက်ကပြည့်စည်ဖို့များပြီးလူတော်ရှိပါဘူးကျမ်းကြီးအုပ်ကြီးချောင်းရဲ့ကအကောင်းဆုံးအနာဂတ်အသင်းတော်ကိုလက်စိတ်ကထိမ့်သိမ့်ပြုစုတာနာပြုနိုင်တဲ့သူတွေဖြစ်လာဖို့တည်ပြီးပါဒီကလေးတွေထဲမှာအမှုတော်ဆောင်တွေပေါ်လာနေပါဘ
ဒီနေ့ဒီကလေးတွေမှာပညာတတ်တွေဆရာဝန်တွေဒီနေ့ကိုလိုများအောင်မြင်တဲ့သူတွေပေါ်လာဖို့ကောင်းကြီးပေးပါတယောက်ချင်းစီကတော့ကောင်းကြီးပေးပါဒီနေ့ကလေးတွေကိုကိုယ်ဆောင်ပေးတဲ့မိဘတွေလည်းကောင်းကြီးပေးပါသူတို့စိုက်တဲ့အတိုင်းအသီးအနှံကိုစားရတဲ့ခွင့်ပေးပါဆုတောင်းပါတယ်ဒီကလေးတွေကိုအချိန်ပေးတဲ့အပြည့်မဲ့နဲ့စက်တော်ဝန်ထမ်းတွေလည်းကိုလိုများတာဝန်ရှိသူဆရာဆရာမတွေဒီမြန်မာနိုင်ငံပြည်ဓမ္မတက်လူမှာလာရောက်တဲ့ဓမ္မပညာကိုစီးပူးရင်းနဲ့ဒီမှာလာရောက်သင်ကြားပေးနေတဲ့ဆရာတွေကိုလိုကောင်းကြီးပေးပါပါဗျာကလေးတွေကိုချစ်တဲ့မေတ္တာနဲ့သင်ကြားပေးခြင်းဒီလိုကိုလိုများမိမိတို့ရှိတဲ့ကောင်းကြီးတွေနဲ့ပြည်လူရဲ့စက္ကပ်ပြီးနေတဲ့နေရာတွေအသက်တာအသီးသီးတို့ပေါ်မှာကောင်းကြီးမင်္ဂလာဖြစ်လျက်တိုးပွားရတဲ့ခုကိုပေးပါမိကြောင်းနာမတော်ကျမ်း၌ဆုတောင်းပေးပါတယ်ပါဗျာနိုင်ငံသားမှာတော့လုံးလုံးကိုင်နေသူတွေကောင်းကြီးပေးပါချိုးတွေကတင်ပေါ်လိုက်ပါတယ်ချိုးတွေကထိုင်းနိုင်ငံမှာရှိတယ်တချို့တွေကမလေးမှာရှိတယ်တချို့တွေကဒူဘိုင်းတို့စင်ကာပူတို့မှာရှိကြပါတယ်ဘဒူနီရဲ့တိုင်းနိုင်ငံတွေမှာဘဒူနီရဲ့လုပ်တွေကိုလုပ်ရပါတယ်သို့တော်လည်းဘုရားကြီးသူတို့နဲ့အတူရှိနေပါအောင်မြင်နေပါတိုးတက်စေပါဒီသားသမီးတယောက်ချင်းစီတိုင်းသူတို့သက်တာမှာခံစားရတဲ့ကောင်းကြီးတွေကိုလည်းလာစဉ်လာတိုင်းလို၎င်းမကြမကြဘုရောများသူတို့ရဲ့ကောင်းကြီးကိုအသိတော်အတွက်ပေးလူနေကြပါတယ်ကိုလိုကောင်းကြီးပေးပါပါဗျာသူတို့ရဲ့သစ္စာရှိသောပေးလူချင်းတွေကတိုးပွားရတဲ့ခွင့်ပေးပါသူတို့လုပ်ငန်းတွေမှာအောင်မြင်နေပါဒီရွယ်ပြန်ဆောင်လာတဲ့အရာတွေကောင်းကြီးမင်္ဂလာဖြစ်စေဖို့မာသာတော်မူပါသူတော်ပါရဲ့ပါဗျာဒီချမ်းမကြီးအားနည်းနေနေရှိတယ်ပါဗျာအဒီဒီကိုလည်းကောင်းကြီးပေးပါကိစ္စယောဂသုတနေတဲ့မပြူပီနာလည်းကိုလိုကောင်းကြီးပေးပါကျမ်းမာရတဲ့ခွေသုတချင်းမှာခံနိုင်တဲ့ခွန်အားကိုလိုပေးပါဒီနေ့မိခင်ကြီးပြည့်တဲ့မသုသွဲမိခင်လည်းဒီနေ့ကိုလိုခြေလောက်ပြီးပြီးခိုင်းပြီးတဲ့အခါမှာကျမ်းကြီးသုတပေးပါကျမ်းမာရတဲ့ခွန်ကိုပေးပါပြီးတော့ဆုတောင်းပေးပါလေဒီနေ့စနေနေ့ဒီဥပ္ပစီတော်လည်းဆုတောင်းပါလေသူရဲ့ညက်ရိုးနာကျင်ခိုက်ခဲခြင်းကိုလည်းပျောက်ပြင်းဖို့မားလာပါဘုရားရှင်လက်တော်နဲ့တိုးပြီးကျမ်းမာရတဲ့ခွန်ကိုပေးပါဆုတောင်းပေးပါလေဘုရားဆက်လက်ရဲ့ဥဝိမိုးလေကိုလိုကောင်းကြီးပေးပါဒီကိုလိုဒီနေ့သူရဲ့ချိန်ရလို့တင်းတော်တော်ပါဝင်ဆက်ကပ်ပေးပါလေဘုရားဒီနေ့သူရဲ့ကိုယ်ခန္ဓာချက်တော့နာကျင်တိုက်ခဲခြင်းအကျော်နဲ့ဆက်တဲ့ဝေဒနာကိုခံစားရတဲ့အခါမှာဘုရားကျွတ်ချင်းခွင့်ကိုပေးပါကျမ်းမာခြင်းခွင့်ကိုပေးပါဆုတောင်းပေးပါလေဘုရားဒီနေ့မျက်စိခွဲမဲ့အနိမူလေးကိုလည်းကောင်းကြီးပေးပါအကောင်းဆုံးခွဲစိတ်ကုသနိုင်ဖို့ဝေခြင်းစေအောင်ရှိကြအောင်ဘုရားပြင်ဆင်ပြီးတော့ပါဆုတောင်းပါလေဖာတော်ရမြတ်တော်ကြားခြင်းဒီနေ့ကျမ်းမာခြင်းအားနည်းတဲ့သူတီးတီးတို့ရဲ့ဒီနေ့ကဆုတောင်းတဲ့ဓာတ်ကြောင့်ကောင်းကြီးပေးပါဘုရားတို့ချင်းခွင့်ကိုရပြီပါဒီနေ့ကိုရောအတင်းတော်ပြိပန်တော်တိုးပွားဖို့တာနာပြုကြီးလုပ်တဲ့တိုးပွားဖို့ရတဲ့အတွက်ဝေကြီးရမြင့်ပေးလူပါဝင်ကြတော့အလူရှင်အသီးသီးကိုလည်းကောင်းကြီးပေးပါယနေ့တော်လည်းကောင်းရုံလေးတော်လည်းကောင်းနိုင်ငံချမ်းသာတော်လည်းကောင်းပေးလူကြပါလေကိုပေးလူတူချင်းတွေကကောင်းကြီးပေးပါသူတို့ရဲ့ပေးလူချင်းတွေကဒီနေ့အတင်းတော်ဒီဆောင်ရင်းမှာတိုးပွားခဲ့သူတို့ရဲ့အသက်တာတွေမှာလည်းဒါရီတိုးပွားရတဲ့ခွင့်ကိုပေးပါပြီးကြောင်းနာမတော်မြတ်၌ဆုတောင်းပေးပါလေ။ပါဗျာဆုတောင်းပါလေ။ဒီနေ့အဘိုးတော်ဆိုင်ကြီးတို့လည်းဒီနေ့နိုင်ငံခြားသွားဖို့ရတော့ပြင်ဆင်တဲ့အခါမှာပါဗျာကျေးဇူးတော်အားဖြင့်ဒီနေ့ခရစ်စမတ်ကိုတော့ပြတ်သားပြီးတော့ဒီနေ့တည်းမှာနှစ်ဆန်းမှာသွားပါဖြစ်ပါလေ။ကျေးဇူးတင်တယ်သူတို့ရဲ့ပါဝင်ခြင်းစက္ကန့်ခြင်းအားလုံးကိုလည်းကောင်းကြီးပေးတော်မူပါဆုတောင်းပေးပါလေ။ပါဗျာဆုတောင်းပါလေ။ဒီနေ့သင်တော်လေးမှာဟိုးအပေါ်ဆုံးကနေအောက်ဆုံးအောက်ခြေနိုင်အောင်ပါဝင်ကြတဲ့သစ္စာရှိတော်ကိုယ်ွယ်ပါဝင်ကြတော့လူအားဖြစ်တော်၎င်းဝေဘာဖြစ်တော်၎င်းပါဝင်တဲ့တာဝန်
ချိန်တိုင်းနဲ့တက်တာကိုသူစီလေးတဲ့ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုရှိစွာချီးမွမ်းပါတယ်အားလုံး